ဒီပြဿနာတော်လေးအရေးကြီးတယ်တချို့ brother တွေ sister တွေရှိမယ်ကိုကအဓိက sales ပိုင်းမှာလုပ်ရတယ်အယောင်တွေ promotion တွေဒါတွေလုပ်ရတယ်အဲ့တော့ကိုယ့်ရဲ့အလုပ်ကတခြားသူတွေကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ product တွေ service တွေဝယ်ခြင်းလာအောင်ပြောပြတယ်အလုပ်ဒါပေမဲ့ကိုကသူတို့ကိုဝယ်လာအောင်မဆွဲနိုင်ဘူးမသိမ်းသွင်းနိုင်ဘူးဖြစ်နေတယ်ဆေးတွေလည်းမလုံနိုင်ဘူးဖြစ်နေတယ်ဒါဆိုတော့ပြဿနာတက်ပြီးကိုယ့်ရဲ့တတိယကိုယ်လည်းကြိုက်မှာမဟုတ်ဘူးအဲ့အတွက်တော့ကျွန်တော် framework လေးတစ်ခုပေးချင်ပါတယ်အဲ့ဒီ framework ကရိုးရှင်းရှင်းလေးနဲ့အလုပ်ဖြစ်တဲ့ framework တစ်ခုပါအဲ့တော့ကျွန်တော်တို့ဒီ course ကိုအရင်ဆုံးတူတူ promote လုပ်ကြည့်ကြမယ်ပထမဆုံးဒီ course ကို promote လုပ်ဖို့အတွက်ဘာဖြစ်ရမလဲဒီ viewer တွေလိုအပ်ကြောင်းကိုကျွန်တော်ပြရတော့မယ်တယောက်တည်းစကားပြောနေအကောင်းပဲဒါပေမဲ့စင်ပေါ်တက်တဲ့အခါမျိုးတွေမှာဒီမှာနေတဲ့အခက်အခဲတွေကြုံရလိမ့်မယ် group ထဲမှာစကားပြောတဲ့အခါမျိုးမှာထင်နေတာမျိုးတွေရင်ပတ်ထဲမှာတင်းကျပ်နေတာမျိုးတွေကြုံမှုကြလိမ့်မယ်ဒါဘာကြောင့်ဖြစ်တာလဲအဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေကိုကျွန်တော်ရဲ့ဒီ course လေးကနေဖြည့်ရှင်းပေးမယ်ဒါသူတို့ကိုပေးမယ် value ပထမဒီသူတို့ကိုခံစားရအောင်သူတို့လိုအပ်နေတယ်ဆိုတာသိအောင်ပြောပြလိုက်တယ်ပြီးတဲ့အခါမှာဒီ course ထဲကနေမှသူတို့ကိုပေးမယ် value ပြောပြတယ်အဲ့ပြောပြတဲ့အချိန်မှာရေးကြည့်ကိုဒီcertainty လို့ခေါ်တဲ့သေချာမှုရှိဖို့လိုတယ်ကျွန်တော်ဆိုရင်သေချာတယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းခင်ဗျားတို့လိုအနေထားနေကျွန်တော်တက်လာတာပဲအရင်တော့ကျွန်တော်စကားမပြောတတ်ဘူးခင်ဗျားတို့လိုကျွန်တော်ဖြစ်ခဲ့တာပဲလေထစ်ခဲ့တာပဲရင်ဘတ်တွေတင်းကျပ်ခဲ့တာပဲလက်ဖြားချီပြားတွေအေးခဲ့တာပဲဒီအချိန်တွေကနေကျွန်တော်လေ့ကျင့်ခဲ့တဲ့ကျွန်တော်အလေ့ကျင့်တွေလုပ်ခဲ့တဲ့ကျွန်တော်ဖတ်ခဲ့တဲ့စာတွေကနေမှကျွန်တော်ပြောင်းလဲလာခဲ့တယ်အဲ့ဒီပြောင်းလဲလာတာကိုကျွန်တော်သေချာတယ်သေချာတဲ့အတွက်ခင်ဗျားတို့ဒီ course ကို join မယ်ဆိုရင်တေချာပေါက်ဒီ value တွေဒီလိုတန်ဖိုးတွေရလိုက်မယ်ဆိုတော့ကျွန်တော်ပြောနိုင်တယ်ကျွန်တော် product ကတော့ဒီဥစ္စာခင်ဗျားတို့ဝယ်လိုက်ရင်တော့ဒီကောင်လေးက2နှစ်တော့ခံမှာပေါ့နော်3နှစ်တော့ခံမရတော့ဘူးစကားပြောရင်စတင်ဒီတေးသေးချာချာပြောဖို့လိုတယ်ပြီးတဲ့အခါမှာသူတို့ ask မေးပါဒါကိုဝယ်လိုက်လို့ရှင်ခင်ဗျားတို့ဒါရမယ်အဲ့တော့ဝယ်မလားမေးရမယ်အဲ့တော့ဒီနေရာမှာရှက်နေဖို့မလိုဘူးရှက်တယ်ဆိုတဲ့ကိစ္စကိုခဏပေးဖက်တာရှက်နေရင်လုံးလို့မရ framework လေးကပထမဆုံးရှင်းတယ် viewer တွေကိုယ့်ရဲ့ဒီ customer တွေဒီဥစ္စာလိုအပ်တဲ့အကြောင်းကိုပြောပြမယ်ဘာလို့လိုအပ်တာလဲခင်ဗျားတို့စကားထင်နေရမဟုတ်လားကျင်ပတ်ထဲမှာတင်းကျပ်နေလို့မဟုတ်လားဒါကြောင့်မလို့ဒီ course ကိုခင်ဗျားတို့လိုအပ်တယ်ဒီ course ကို join နေဆိုလို့ရှိရင်ခင်ဗျားတို့ဘာတွေရလိမ့်မယ်ဘာတွေလုပ်ပေးနိုင်တယ်ဒါကိုတည်တည်ချာချာပြောရမယ်ပြီးလို့ရှိရင်အဲအကြောင်းမလို့ဒီလိုမျိုးအခက်အခဲတွေကိုခင်ဗျားတို့အချိန်တိုအတွင်းမှာကြော်လွှားခြင်းတယ်ဆိုလို့ရှိရင်ဒါကို join ပါပြီးတဲ့အခါမှာထပ်ပြောပြပါခင်ဗျားတို့ဒါကို join ခြင်းအားဖြင့် social media မှာ income တစ်ခုခင်ဗျားတို့ရှာနိုင်လာလိမ့်မယ်စကားပြောကောင်းတာဖြစ်တဲ့အတွက်လူတွေအရေးပေးမှုခံရလိုက်မယ်ခင်ဗျားတို့ရဲ့တထေးတွေဘာညာတွေကအစခင်ဗျားတို့အရေးပေးဆက်ဆံလာကြလိုက်မယ်ခင်ဗျားဒီ leader ဖြစ်လာလိုက်မယ်အပြောဟောကောင်းတာဖြစ်တဲ့အတွက်ခေါင်းဆောင်ဖြစ်လာလိုက်မယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေပါထပ်ပြီးတော့ပိုးဝေးလိုက်တယ်ဆိုလို့ရှိရင်လူတွေကပျော်ရွှင်သွားမယ်ငါဒါကိုတက်လိုက်လို့ရှိရင်အနာဂတ်မှာငါပိုကောင်းတဲ့ငါဖြစ်လာလိမ့်မယ်သူတို့ရဲ့အနာဂတ်လှပနေအနာဂတ်ကြီးကိုသူတို့မြင်သွားပြီးဒီကောင်မနေနိုင်တော့ဘဲနဲ့လာ join ကြမယ်အဲ့တော့ကျွန်တော်ကတော့လူတွေကို manipulate လုပ်ပြီးတော့မှလုပ်တဲ့ marketing ကိုတော့ကျွန်တော်အားမပေးဘူးအခုကျွန်တော်လုပ်တဲ့ marketing ဆိုလို့ရှိရင်ဒါရိုးရှင်းရှင်းလေးပဲခင်ဗျားတို့လည်းအပြင်မှာဒီလိုရိုးရှင်းလုပ်သွားလို့ရတယ်ခင်ဗျားတို့အိမ်မှာမိုးယုံနေရမဟုတ်လားဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီလိုမျိုးစီလာလေးကဒီလိုမျိုးတုတ်လေးကခင်ဗျားရဲ့အိမ်ကိုတက်တန်း10နှစ်ထိခံစေလိမ့်မယ်အဲ့10နှစ်အတွင်းမှာတကယ်လို့တစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေဘယ်လိုပြန်ရောပေးမယ်ဒါဒီလိုမျိုးကိုယ့်ရဲ့ကုန်ပစ္စည်းကို promote လုပ်ရအောင်အဲ့တော့စိတ်အေးချမ်းချမ်းနဲ့နှစ်တိုင်းမိုးရင်းရောစိတ်ပူပဲနဲ့နေသွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတုတ်ကိုဝယ်လိုက်ပါတစ်ချက်မှာဘယ်လောက်ပဲကြမယ်ခင်ဗျားတို့ဘယ်လောက်ဝင်ဘယ်လောက် short စေးပေးမယ်ဒီလိုမျိုးပေါ့တိကျကျပြက်သားသားနဲ့တကယ်ကိုလုတ်ပေးနိုင်တဲ့ဟာကိုမလိမ်မညာပဲနဲ့ပြောပြီးတော့ promote လုပ်သွားပါဒါဆိုလို့ရှိရင်အခုရင်ဆိုင်နေရတဲ့လူတွေကိုယ့်ဘက်ကိုပါလောင်မစွဲဆောင်မသိမ်းသွင်းနိုင်ဘူးအယောင်ဝယ်မလုံနိုင်ဘူးဆိုတဲ့ပြဿနာတွေကဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်